အိမ်ကူလေးနဲ့အခြေရေးတဲ့င်းတွေထွက်ပြီးမှအရင်နဲ့မတူပဲပြောင်းလဲသွားတဲ့အောင်ရင်လင်းရဲ့အခြေရေးကအရင်ကတည်းကပရိသတ်တွေစိတ်ဝင်စားခဲ့ကြတာမှန်ပေမဲ့အခုထွက်ပေါ်လာတဲ့တဲ့င်းကတော့ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းပါတယ်အရာရာပြည့်စုံတဲ့ရီစာဟောင်းတတိမလေးကိုထားရစ်ခဲ့ပြီးတော့စစ်သူအသေးကအင်အကူတယောက်ဖြစ်နေတယ်ဆိုတဲ့သတင်းတွေကြောင့်အောင်ရင်လင်းကလူပြောများခဲ့တာပါဒါပေမဲ့အောင်ရင်လင်းကဝင်မပြေရှင်းပဲနှုတ်ဆက်နေုံတင်မကမကြသေးခင်ကပွဲတစ်ခုကိုတက်လာတဲ့အခါမှာသူ့မျက်နှာပေါ်မှာဘာတော့ကမှမရှိသလိုအေးဆေးတည်ငြိမ်နေခဲ့ပါတယ်အသေးအပြင်းတွေကိုဂယုမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့သူ့ရဲ့နေကြအတိုင်းခံညာတည်ကြည်စွာနဲ့ပွဲတက်ခဲ့တာပါတချို့တွေကတော့အောင်ရင်လင်းကိုလူအများရှိပြန်မထွက်လာရင်လောက်ဘူးလို့တောင်းထင်ထားကြပြီးတော့အထင်းနဲ့မြင်နဲ့လွဲသွားပါတယ်အရင်ကစကားနေတဲ့အောင်ရင်လင်းကအခုတော့ပို့ပြီးတော့တွက်လက်လာတဲ့အပြင်ချုံမမှုကလည်းမရောက်သွားခဲ့ပါဘူးအင်ကူလေးနဲ့မှချစ်သူတွေဖြစ်နေလားဆိုတဲ့သတင်းကိုမဖြေရှင်းသွားပေမဲ့အရင်ကထက်ပိုပျော်ရွှင်နေတဲ့အပြုံးတွေရှိနေပါတယ်သူ့အလုပ်တွေကိုလည်းအကောင်းဆုံးစ조사သွားမှာဖြစ်ပြီးဘလို့အခြေအနေမျိုးမှာဖြစ်ဖြစ်အားပေးနေသူတွေကိုကျေးဇူးတင်နေလို့ဆိုပါတယ်အောင်ရင်လေးရဲ့အေးဆေးနေပေမဲ့လည်းသူ့ရဲ့ရီစာဟောင်းကတော့စေးရုံတက်နေရပြီးသူ့ကိုခွင့်မလွတ်ကြောင်းပြောထားပါတယ်။ဟိုတယ်ပိုင်ရှင်တတိမကိုထားခဲ့ပြီးတော့အိမ်ကူမလေးကိုရွေးချယ်သွားလေ။သူ့ကိုအားပေးရသူတွေကစိတ်မပြတ်သွားခဲ့ပါဘူး။အောင်ရင်လင်းကဘသူ့ကိုပဲရွေးချယ်ပါစေသူ့ကိုခင်မင်မှုမပြတ်တဲ့အမာကန်ဖန်တွေကလည်းရှိနေပါတယ်။အခြေရေးသတင်းတွေထွက်ပေါ်လာပြီးမှပို့ပြီးတော့တောက်ပလာတဲ့အောင်ရင်လင်းကိုဆက်ပြီးအားပေးကြမှာလားဆိုတာ comment မှာပြောပြခဲ့ပါအောင်ရှင်။